ဒီကဘာကြီးမှာထူးဆန်းတဲ့အရာတစ်ခုရှိပြီးအဲ့ဒါကရေလွှာရှောသီးတဲ့ပင်ကွင်းတွေဖြစ်ပါတယ်။တာမန်ပင်ကွင်းတွေအတွက်ကတော့ရေလွှာရှောသီးတဲ့ဆိုတဲ့ကိစ္စကခက်ခဲတဲ့ဆိုတဲ့အရာမဟုတ်ပေမဲ့အန်တာတီကလိုမျိုးဝင်ရိုးစိုးမြောက်ပိုင်းရေခဲနေမြေမှာမွေးတဲ့ပင်ကွင်းတွေတက်ဆိုလို့ရှိရင်မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အဲ့လိုရေလိုင်းစီးပင်ကွင်းတွေကြားမှာကဘာအကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ပင်ကွင်းတစ်ကောင်ရှိပြီးသူ့ရဲ့နာမည်ကတော့ဘေးစီဖြစ်ပါတယ်။ပင်လယ်တစ်လျှောက်တမူထူးခြားတဲ့ပြကွက်တွေနဲ့ရေလိုင်းလုံးကြီးတွေကိုတစ်ခုပြီးတစ်ခုကျော်လာပြီးတစ်ချိန်ကျတော့ရေလိုင်းစီးဖို့ခက်ခဲဆုံးဖြစ်တဲ့အန်တာတီကကိုလည်းလက်ပဲသွားကြည့်လိုက်ကပင်ကွင်းတစ်ကောင်အတွက်မဖြစ်နိုင်တဲ့အရာဆိုတာမရှိတဲ့အကြောင်းကိုပြသပေးလိုက်ရင်အမှ9နှစ်သားပဲရှိတဲ့ကိုဒီလို့ခေါ်တဲ့ကလေးတစ်ယောက်နဲ့တွေ့သွားပြီးဘယ်တော့မှလည်းအရှုံးမပေးဘူးနဲ့ကိုလန်းကိုစူးစမ်းပြီးတော့ရှာဖွေဖို့အတွက်မှာသွားပါတယ်ဒီစကားကြောင့်ပဲကိုဒီလို့ခေါ်တဲ့ပင်ကွင်းကလက်ရှိအသက်18နှစ်ပြည့်တဲ့အချိန်ထိရေလိုင်းစီးတာကိုအသေးအံစူးစမ်းလိုက်ပြီးဘုံပြလုပ်ဖို့အတွက်တက်သားမရှိလို့ရှိရင်တောင်ရေခဲနဲ့ကိုယ့်ဘာသာကိုလှုပ်ထားပါတယ်ဒါပေမဲ့အေးပိုင်းဒေသမှာရေတိုင်းစီးဖို့စူးစမ်းနေတာကသူတယောက်တည်းပဲဖြစ်လို့တခြားပင်ငွေနေစီကနေထူးဆန်းတဲ့သူတယောက်လိုအမြဲတမ်းဆက်ဆံခံနေရတဲ့အပြင်အမေဖြစ်သူကလည်းပြောမရတဲ့သူ့ကိုလက်လျှော့ထားပြီးဒီအတွက်နဲ့အကိုဖြစ်သူကလည်းအမြဲတမ်းအနိုင်ကျင့်လေးရှိပါတယ်။မွေးလာကလေးကအဖေမရှိတော့လို့ဖာတစိုးလေးဆိုပြီးအားလုံးကနားလည်ပေးထားရပေမဲ့ဘသူတွေပါပဲပြောကိုဒီကတော့တနေ့ကြလို့ရှိရင်ဘေးစီလိုမျိုးနာမည်ကြီးလာရဖို့အတွက်မျှော်လင့်နေပါတယ်။ကဘာအနှံ့ရေလိုင်းစီးပြိုင်ပွဲတွေမှာနာမည်ကြီးတဲ့ချန်ပီယံပြိုင်ပွဲကြီးတစ်ခုလည်းရှိပြီးဘေးစီကိုယ်တိုင်ကလည်းအပြိုင်ပွဲကနေပြီးတော့မှချန်ပီယံတယောက်အဖြစ်နဲ့ကဘာကျော်သွားတာပဲဖြစ်ကဒီပြိုင်ပွဲကိုဦးစီးပြီးတော့ကျင်းပပေးတဲ့သူကရီဂျီလို့ခေါ်တဲ့ကပီပါရာတစ်ကောင်ဖြစ်ပါတယ်။ရီဂျီရဲ့ပြိုင်ပွဲလုပ်ရတဲ့အဓိကရည်ရွယ်ချက်ကကဘာအနှံ့မှာအရေးချင်းရှိတဲ့လှိုင်းစီးပင်ခွင်တွေကိုလိုက်ရှာကသူ့ရဲ့ပြိုင်ပွဲကနေတစ်ဆင့်မြေတောင်မြောက်ပေးတာဖြစ်ပေမဲ့တကယ်တမ်းကျတော့အဲ့လိုလုပ်တာကဟန်ပြပဲဖြစ်ပြီးနောက်ွယ်မှာတော့ပြိုင်ပွဲကျင်းပရာကနေရှာတဲ့ပတ်သက်နေအကုန်လုံးကိုတင်ကျုံယူနေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့တန်လို့ခေါ်တဲ့ပင်ကွင်းကကိုနှစ်ဆက်တိုက်ချန်ပီယံဂုဏ်ထူးကိုရယူထားပြီးဘယ်လောက်ထိချန်ပီယံနေရာကိုယူတယ်လဲဆိုလို့ရှိရင်သူ့ဘာသာသူလိုင်းစီးနေတဲ့ကလေးတွေနဲ့တွေ့လို့ရှိရင်တောင်အနိုင်ယူတဲ့သူဖြစ်ပါတယ်။ဒီလိုနဲ့နောက်ထပ်ချန်ပီယံပြိုင်ပွဲကျင်းပဖို့အတွက်အရေးချင်းရှိပင်ကွင်းတွေကိုရှာဖို့ကနောက်တစ်ခါထပ်ဖြစ်လာတာမလို့မိုင်းလို့ခေါ်တဲ့ကေးနောင်ငယ်ကနေရာနဲ့ကိုသွားကရေတိုင်းစီးတဲ့ပင်ကွင်းတွေကိုလိုက်ပြီးတော့အရှာတော်ပုံဖွင့်ရပြန်ပါတယ်။အဲနောက်တော့အန်နာတီကကိုရှောက်သွားတဲ့အခါအားလုံးကရေတိုင်းစီးတဲ့ကိုရီကိုပဲညွှန်ပြနေတာကြောင့်မို့လို့မိုက်ကကိုရီကိုရှာအောင်ရှာလိုက်ပြီးအရေးချင်းတွေကိုပြသပေးဖို့အတွက်အခွင့်အရေးပေးလိုက်တဲ့အခါသူစောင့်နေရတဲ့အချိန်ကိုရောက်လာပြီးဖြစ်တဲ့အတွက်ကိုရီကလည်းပြောသွားကအိမ်မှာရှိနေတဲ့ပုံပြကိုသွားယူလိုက်ပေးမယ်ဖြစ်ချင်တော့ရေထဲမှာလိုင်းတစ်ခုမှမရှိဘူးဖြစ်ပါတယ်။မနေ့ကသာစောပြီးလာခဲ့မယ်ဆိုလို့ရှိရင်အဲတုန်းကရှိတဲ့ရေလိုင်းတွေရဲ့အပေါ်မှာအကွက်ပေါင်းစုံပြလို့ရတယ်ဆိုပြီးပြန်ပြောလိုက်ပေးမယ်။လောလောဆယ်မှာတော့ဘာမှမြင်ခွင့်မရလိုက်တဲ့အတွက်စိတ်ပြတ်သွားတဲ့မိုက်ကချက်ချင်းပဲလက်ပြန်သွားပါတယ်။ဝေလာငါးတကောင်ကိုစီးပြီးရောက်လာတာဖြစ်လို့အဲ့ဒီဝေလာငါးရဲ့အပေါ်ဘက်ကိုပြန်တက်သွားကထောက်သွားဖို့လုံနေတော့လက်မလျှော့ဖို့ဆုံးဖြတ်ထားတဲ့ကိုဒီကအပြေးလိုက်သွားပြီးမြင်အမိနဲ့ရိုက်ချခံလိုက်ရတဲ့အတွက်ရေခဲနဲ့လှုပ်ထားတဲ့ပုံပြကလည်းကျိုးသွားပြီးရေထဲကိုပြန်ပြီးပြုတ်ချကျန်နေခဲ့ပါတယ်။ဒါပေမဲ့အဆုံးထိတက်တဲ့ပြချင်နေတဲ့ကိုဒီကဒီတိုင်းရေထဲကိုလက်ပစ်ကူးပြီးတော့ဆက်လိုက်လာနေတော့အဲ့ဒါကိုမိုက်ကဂေးမဆိုင်ဘူးဆိုပေမဲ့အတူတူပါလာတဲ့တခြားပင်ငွေတွေကကဲတင်ပေးလိုက်ပြီးအဲ့ဒီရဲ့ထဲကဂျိုးလို့ခေါ်တဲ့ကြက်တကောင်ကသူ့ရဲ့ပုံပြကိုတုံးပြီးအပေါ်ဘက်ကိုဆွဲတင်ပေးလိုက်ပါတယ်။ဒီအတွက်ကြောင့်မိုက်ကလည်းခေါ်သွားပေးလိုက်ရပြီးအပေါ်ကိုကြောက်သွားတဲ့ကိုဒီကလည်းသူ့ကိုကဲတင်ပေးတဲ့ဂျိုးနဲ့စကားပြောပြလိုက်ကဖြစ်ချင်တော့ဂျိုးကလည်းသူ့လိုမျိုးနွယ်တွေအကုန်လုံးမှာတကောင်နဲ့ရေတိုင်းစီးတဲ့သူဖြစ်နေတာကြောင့်မို့လို့ချက်ချင်းပဲတွေးတောက်ညီကိုလေးလိုဖြစ်သွားပါတယ်။အဲနောက်မှာတော့ပြန်ပွဲကျင်းပရမယ့်နေရာကိုရောက်သွားပြီးတငယ်ချင်းတယောက်နေရာတစ်ခုလုံးကိုလိုက်ပြီးတော့ဆက်စုကြည့်လိုက်တဲ့အခါဘေးစီရဲ့ခြေရာကိုပြသပေးထားတဲ့နေရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ပြီးတော့ကမ်းခြေမှာရင်းနေတဲ့သူတွေကိုကယ်ဆယ်ပေးရတဲ့လာနီလို့ခေါ်တဲ့ပင်ကွင်းမလေးကိုတွေ့လိုက်ရတဲ့အခါချက်ချင်းပဲသဘောကျသွားပြီးမြဲစကားမပြောရဘူးဖြစ်နေတာကြောင့်မို့လို့ဓာတ်ထဲကနေဂျိုးကပဲအောင်တွေ့လို့လုပ်ပေးလိုက်ရတော့ကိုဒီကလည်းချက်ချင်းနဲ့ပြန်လဲထွက်သွားပါတယ်။ကမ်းခြေတစ်ချောင်းသွားကြည့်လိုက်တဲ့အခါတနေရာကကြောက်ဆောင်မှာဂုံယူပေးတဲ့အနေနဲ့ဘေးစီရဲ့ပုံပြကိုပြသထားတာကိုတွေ့လိုက်ရတော့အဲ့ဒီအခါမှာဘေးစီတေဆုံးသွားတာကဆယ်စုနှစ်တစ်ခုရှိနေပြီဆိုတာကိုပါလာတဲ့ဂျိုးကလည်းသိလိုက်ရပါတယ်။ဘေးစီနောက်ဆုံးပြန်ခဲ့တဲ့ပွဲကတန့်ရဲ့ပထမဆုံးချန်ပီယံစဖြစ်တဲ့ပွဲပဲဖြစ်နေကကန်ဆိုးကျင်တော့ရေလိုင်းကြီးတစ်ခုရဲ့အထက်ကိုဘေးစီကနေမြုပ်သွားတာဖြစ်ပြီးအဲနောက်မှာတော့ဘလို့မှရှာမတွေ့တော့ဘူးဖြစ်ပါတယ်။အဲ့လိုရှင်းပြနေတဲ့အချိန်တန့်ကဘေးစီရဲ့ပုံပြကိုအလောင်းစားတစ်ခုအနေနဲ့ခဲနဲ့လမ်းပြီးပြေးနေတာကိုတွေ့လိုက်ရတော့စိတ်လို့သွားတဲ့ကိုဒီကလည်းအပြေးသွားလိုက်ပြီးတန့်ကိုရန်သားထောင်လိုက်တဲ့အခါခဏလေးတွင်းမှာပဲရန်ပွဲကပိုပြီးကြီးသွားပါတယ်။ဘေးနားကိုတခြားပင်ကွင်တွေပါရောက်လာတဲ့အထီတောင်ကိုဒီကသူ့တဲ့အကောင့်ကြီးတဲ့တန့်ကိုမကြောက်မလန့်နဲ့တိုက်ခိုက်မယ်ဆိုပြီးလုံနေတာကြောင့်ဒါကိုမြင်သွားတဲ့ဖော်ဒါရီဂျီကလည်းရောက်လာပြီးအဲ့လိုတိုက်ခိုက်မဲ့အစားအများစိတ်ဝင်စားမဲ့ပြန်ပွဲအသေးစားလေးလုပ်ရင်မကောင်းဘူးလားဆိုပြီးအမျက်လာထုတ်နေပါတယ်။ဒေါသငယ်တွေရောက်နေတဲ့ကိုဒီကလည်းတန့်ကလက်ရှိချန်ပီယံဖြစ်နေတာကိုမေ့သွားကချက်ချင်းပဲစင်ကော်မှုကိုလက်ခံလိုက်ပြီးအနောက်မှာတော့ကိုစီပုတ်ပြားတွေကိုယူလိုက်ကရေထဲကိုဆင်းသွားလိုက်ရင်ကမ်းခြေကိုလာနေတဲ့အကြီးဆုံးရေလိုင်းမုတ်ကိုတက်သွားပြီးအလောက်ကွက်ပေါင်းစုံသုံးပြီးတော့ပြန်လိုက်ကြပါတယ်။ဒါပေမဲ့အားလုံးထင်ထားသလိုပဲအခုမှတက်သက်ဆက်ငချိုလေးဖြစ်တဲ့ကိုဒီကလက်ရှိချန်ပီယံကိုနိုင်ဖို့အတွက်မဖြစ်နိုင်တဲ့အပြင်ဘဝမှာပထမဆုံးချိန်ရေလိုင်းကြီးစားတစ်ခုပေါ်မှာလိုင်းစီးလိုက်ရတဲ့အတွက်မရှုမလားနဲ့ရေထဲကိုစောက်ထုတ်ပြုတ်ကျသွားပါတယ်။တန်းကတော့အသားရပဲရေတိုင်းဘောကနေဆင်းလာပြီးအေးစီကမ်းခြေကိုရောက်သွားပြီးဆိုပေမဲ့ရေထဲပြုတ်ကျသွားတဲ့ကိုဒီကတော့ရေဘောကိုမနှဲပြန်တဲ့နေရကကန်ဆိုးကျင်တော့ဇက်တိုက်လာပုံနေတဲ့လိုင်းလုံးတွေကြောင့်မလို့တဖြည်းဖြည်းအောက်ဘက်ကိုနေသွားတဲ့အပြင်ပင်လယ်ချမ်းမြေနဲ့ခေါင်းနဲ့ရိုက်မိသွားတာကြောင့်မလို့သတိမေ့လဲကျသွားပါတယ်။ကန်ကောင်းလို့အနားမှာကယ်ဆယ်ရေးဝန်ထမ်းဖြစ်တဲ့လာနီရှိနေတာကြောင့်မို့လို့ရေထဲကနေပြန်ထွက်လာနိုင်နေဆိုပေမဲ့ခုနကရေရောက်သွားတော့ကချမ်းမြေနဲ့မရက်ခင်အချိန်မှာအဆိပ်ရှိတဲ့တံပချက်ကိုတက်နေမိလိုက်တာကြောင့်မို့လို့အဆိပ်အချိန်နဲ့ကိုဒီကလည်းပြောချင်တဲ့စကားတွေကိုပြောနေတာကြောင့်အဲ့ဒါကိုကူတာပေးဖို့အတွက်ကုန်းတွင်းပိုင်းကိုလည်းဆက်ပြီးခေါ်သွားပေးလိုက်ရပါတယ်။အဲ့လိုနဲ့ကျွန်းရဲ့အတွင်းပိုင်းကတောတစ်ခုရဲ့အထက်မှာဂီးစလို့ခေါ်တဲ့လာနီရဲ့ဦးလေးစီကိုရောက်သွားပြီးကိုလေးစီမှာရှိတဲ့အဆိပ်ကိုဖြေပေးဖို့အတွက်တောင်းဆိုနေတာကြောင့်စိတ်ကူပေးဖို့အတွက်လုပ်လိုက်ရပါတယ်။
အချင်းဆုံးခြေထောက်မှာဆက်ဝင်နေတဲ့အစိတ်ဆူးကိုလည်းနှုတ်ပေးလိုက်ရကတက်နေတဲ့အစိတ်ကိုလည်းဖြေနိုင်မဲ့ဆေးကိုဖော်လိုက်ရပေမဲ့အဲ့ဒါကမိုးရီကိုတောက်လို့ရလာတဲ့တေးဖြစ်တာကြောင့်မို့လို့ဒါကိုမြင်လိုက်ရတဲ့ကိုဒီကထွက်ပြေးဖို့လုံးနေတော့ဗလာနီကလည်းနောက်တစ်ချိန်မေးလဲတော့ရိုက်ထည့်လိုက်ပါဒီစကပဲဆေးကြီးကိုဖော်လိုက်ကကုသပေးလိုက်နေတာကြောင့်မို့လို့နောက်ရက်မှာပဲချက်ချင်းပြန်ပြီးတော့သတိရလာတယ်ဆိုပေမဲ့တစ်ဖက်မှာတော့ကိုဒီပြောက်သွားလို့ဆိုပြီးတော့ဂျိုးကအသေးသက်လိုက်ရှာနေပါသတိပြန်ရလာတဲ့ကိုဒီကိုဂီစကကန်းကြီးကိုပြန်ပြီးတော့ပို့ပေးလိုက်ပေမဲ့သူနဲ့တူတူပါလာတဲ့ကမာခွန်ဆွဲကြိုးလေးမပါတော့တာကြောင့်မို့လို့အသေးသက်လိုက်ရှာနေပြီးအဲ့ဒါကဘေးစီပေးခဲ့တဲ့အရာဖြစ်လို့ပြောလို့မရဘူးဆိုပြီးညီးတွားနေတော့ကန်းကြီးကဈေးဆိုင်မှာနောက်တစ်ခုဝယ်သွားဖို့အတွက်ဂီစကပြောသွားပါတယောက်တည်းကျန်နေခဲ့တဲ့အနောက်မှာတော့ကန်းကြီးကိုပြန်သွားလို့ရှိရင်လည်းမနေ့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကြောင့်ပြဿနာမျက်နှာမရှိတော့တာကိုသတိရသွားတဲ့အပြင်အင်ကိုခုချိန်မှာပြန်သွားမယ်ဆိုလို့ရှိရင်လည်းနောက်တစ်ချိန်မိသားစုနဲ့တခြားသူတွေရဲ့လောင်ပြောင်းတာကိုခံရအောင်မှဖြစ်လို့ဘာဆက်လုပ်ရမလဲဆိုပြီးတော့တွေးပြီးစိတ်ညစ်သွားပါအဲ့ဒီအချိန်အိမ်ထဲကဆွဲကြိုးလေးကိုတွေ့သွားတဲ့ဂီစကပြန်ရောက်လာကကိုဒီစီကိုပြန်လာပေးလိုက်ရင်စိတ်ညစ်နေတာကိုတွေ့လိုက်ရတော့အာဘီစကပြောဖို့လုပ်လိုက်ပါအခုကိုဒီတက်ထိုင်နေတဲ့တက်တုံးကပုံပြားလေးလုပ်ဖို့အတွက်အကောင့်ဆုံးအသားဖြစ်တာကြောင့်မို့လို့ကိုပိုင်ပုံပြားတစ်ခုလောက်လုပ်ဖို့နဲ့ရေလိုင်းစီးတဲ့သူတိုင်းကလည်းသူတို့ရဲ့ပုံပြားကိုကိုယ်တိုင်ဖန်တီးလေးရှိတယ်ဆိုတော့ကိုရှင်းပြပေးလိုက်တဲ့အခါအစာပိုင်းမှာတော့ကိုဒီကညင်းမိမဲ့ဂီစကအတင်းနောက်ဆုံးနေတာကြောင့်မို့လို့တစ်ခါလောက်လုပ်ကြည့်ဖို့အတွက်သဘောတူလိုက်ပါအဲနောက်မှာတော့တက်တုံးကိုနှစ်ယောက်သာဆွဲသွားလိုက်ကြပေမဲ့တနင်္လာကိုရောက်တဲ့အခါကိုဒီကြောင့်မို့လို့လိမ့်ထွက်သွားပြီးတောင်စုတစ်ခုရဲ့အပေါ်ကနေပြီးတော့မှကန်းကြီးရဲ့အနောက်ဘက်ကိုပြုတ်ကျသွားပါပြုတ်ကျသွားတဲ့တက်တုံးကိုအောက်ဘက်ကတနေရာမှာလှမ်းမြင်လိုက်ရတာကြောင့်မို့လို့တွားကောက်ဖို့အတွက်လုပ်လိုက်တော့အဲတိုင်းထားလိုက်ဖို့အတွက်ဂီစကပြောနေပြီးမြဲထားလို့မရတဲ့ကိုဒီကအောက်ဘက်ကိုအတင်းဆင်းသွားတာကြောင့်သူပါလိုက်သွားလိုက်ရပါအနောက်ဘက်ကန်းကြီးကိုရောက်သွားတဲ့အခါတာယာလာပါနေတဲ့လိုင်းလုံးလေးကိုတွေ့လိုက်ရတဲ့အပြင်တနေရာမှာပုံပြားလေးကိုသိသိထားတဲ့နေရာတစ်ခုရဲ့လေးချင်းရဲ့စကန်လေးတစ်ခုရှိနေတာကိုတွေ့သွားပါထောင်ထားတဲ့ပုံပြားလေးကိုတွေ့လိုက်ရတာနဲ့ဘေးစီရဲ့အမာကန်ပရိသတ်ဖြစ်တဲ့ကိုဒီကဒါဟာဘေးစီရဲ့ပုံပြားလေးဆိုတာကိုချက်ချင်းမှတ်မိသွားတဲ့အပြင်တစ်ဖက်ကအိမ်လေးတွေကိုဝင်သွားပြီးအလွမ်းတက်နေတဲ့ဂီးရဲ့ပုံစံကိုတွေ့လိုက်ရတာကြောင့်တခုခုတော့ထူးဆန်းနေတယ်ဆိုတာကိုရှင်းမိသွားပါပြီးမှနာမည်တွေကိုအသေးချာပြန်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အခါဘေးစီနဲ့ဂီးတို့ခေါ်တဲ့နာမည်တွေရဲ့အဆုံးမှာဇက်ဆုံးနေတာကိုသိချမိသွားတာမလို့ဂီးဟာသူအားကြခဲ့ရတဲ့ဘေးစီဖြစ်နေမဲ့နားလည်သွားပါဒါပေမဲ့တစ်ဖက်လူရဲ့ခံစားချက်ကိုလည်းအလေးထားတဲ့အနေနဲ့ဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုနောက်မှမေးဖို့လုပ်လိုက်ပြီးလောစိတ်မှာတော့အတိတ်ကအကြောင်းအရာတွေကိုတွေးဖို့အတွက်ကိုယ်ပိုင်အချိန်လေးပေးထားလိုက်ပါတစ်ဖက်မှာတော့ပွဲရဲ့ဖောင်ဒါရီဂျီကသူ့ရဲ့ပုံပြားတွေကိုပွဲလာကြည့်တဲ့သူတွေစီမှာအတင်းထိုးရောက်ဖို့အတွက်လုပ်နေကပြန်ပွဲစားတင်ဖို့ကလည်းအချိန်300ပဲလိုတဲ့အကြောင်းကိုလာပြီးအသိပေးလိုက်ရင်ရုပ်တံလွင်တဲ့နေရာမှာပတ်စံပိုးရစေဖို့အတွက်ပြန်ပွဲဝင်တယောက်ရှင်းစီတိုင်းရဲ့အကြောင်းကိုမိတ်ဆက်တဲ့ဗီဒီယိုရိုက်ယူနေပြီးအဲ့ဒီအထက်မှာတန့်ရဲ့အကြောင်းကအကြဆုံးပဲဖြစ်ကဘာလို့လဲဆိုတော့ရလာသမျှစူပလာတွေကိုတလုံးချင်းထုတ်ပြီးကြွားနေလို့ဖြစ်ပါတယ်ပြန်ပွဲစားဖို့က300ပဲကျန်တော့တာအကြောင်းမို့လို့ခုနကလေးစိတ်ပြတ်နေခဲ့ရတဲ့ကိုဒီကဂီးတာဘေးစီဆိုတာကိုတီးလိုက်ရတော့အားတက်သွားပြီးသူ့ကိုယ်သာရေလိုင်းစီးနေတင်ပေးတဲ့နီးပြလုပ်ပေးလို့ရှိရင်ဒီပြန်ပွဲကိုအနိုင်ယူဖို့အတွက်ယုံကြည်ချက်တွေအဖြစ်ဖြစ်သွားပါတယ်ဒါကြောင့်ဂီးကိုအကူအညီတောင်းလိုက်ကသူ့ရဲ့ရေလိုင်းစီးတဲ့ပုံစံအနေငယ်ကိုပြသပေးလိုက်ပေမဲ့အစကနေအဆုံးထိကိုဒီလုံးနေတာကတလွဲတွေပဲဆိုတဲ့အချက်ကိုရှာတွေ့သွားပါတယ်ရေလိုင်းဆိုတာအကြီးအသေးရှိတဲ့ပြင်ပုံပြားတွေကလည်းအကြီးအသေးနဲ့ဒီမှာရေခဲနဲ့လုပ်တဲ့ပုံပြားတွေကိုသုံးလို့မရတာကြောင့်အခြေခံနဲ့ပို့ပြီးတော့လိုအပ်တယ်ဖြစ်တဲ့အကြောင်းကိုပြောလိုက်ကခုနကသူပြောလိုက်သလိုပဲကိုပိုင်ပုံပြားကိုအရင်ဆုံးဖန်တီးဖို့အတွက်ခိုင်းလိုက်ပါတယ်တစ်ဖက်မှာတော့ကိုယ့်ရဲ့ပုံပြကိုတော့စွန့်ပစ်သွားတဲ့ဂျိုးကတငယ်ချင်းကိုလေးကိုရှာဖို့အတွက်တောထဲကိုဝင်ချလာပေမဲ့လန်ဒဝက်ကိုရောက်သွားတဲ့အခါလူရိုင်းနေစီမှာဖမ်းသွားခံလိုက်ရပါတယ်။အခြေခံကနေစပြီးတော့လေးလာရတာမှဖြစ်လို့ကိုရီကပြောနေတဲ့ဆိုပေမဲ့ခွဲထားတဲ့တရားကိုပုံသွင်းပြီးကိုပိုင်ပုံပြကိုထွင်းဖို့အတွက်လာပြောနေတာကြောင့်မို့လို့ကြောက်သွားရတဲ့အပြင်ကြီးစကိုတိုင်းကအရှိမဆေးအေးလေပဲလောက်ရမယ်ဆိုပြီးလာပြောနေတော့ရေလိုင်းစီးတာပဲတင်ချင်နေတဲ့ကိုရီကလည်းစိတ်မရှိဖြစ်လာပါတယ်။ဒါကိုသတိထားမိသွားတဲ့ဂီးကလည်းကိုယ်တိုင်ပုံပြလုံးလို့မပြီးမချင်းဘာပညာကိုမှတင်ချပေးမှမဟုတ်ဘူးဆိုပြီးအကြက်ကန်လိုက်တော့ပုံပြပြရင်ပြီးရောဆိုပြီးကိုရီကလည်းအမြန်ထွင်းလိုက်ပါတယ်။လူရိုင်းနေစီမှာဖန်ခံလိုက်ရတဲ့ဂျိုးကတော့အေးဆေးဖြစ်နေပြီးရင်တွေအိုးတဲ့ထဲပြုတ်ခံရတာတောင်မှရေချိုးဖို့အတွက်စီစဉ်ပေးတယ်မှတ်နေတဲ့အပြင်ချက်ပြီးစားဖို့ဟင်းကက်မွေးကြိုင်နေတဲ့အစာပလာတွေထဲတော့လေရေချိုးရင်းနဲ့အစာပြေစားဖို့အတွက်ပေးတယ်လို့ထင်နေကစိန်ချနေပါတယ်။ပြီးရောဆိုပြီးတော့ပုံပြလုပ်လိုက်တဲ့ကိုရီရဲ့ဘက်မှာကလည်းပုံပြကိုထွင်းလို့ပြီးသွားပြီဆိုပေမဲ့ရေထဲကိုချလိုက်တာနဲ့ကျိုးသွားတာကြောင့်မို့လို့ဂီးကအစားကနေပြီးတော့မှပြန်လိုက်ခိုင်းနေတော့စိတ်မရှိတဲ့ကိုရီကလည်းဘာပညာကိုမှမသိတော့ဘူးဆိုပြီးလက်ထပ်သွားပြီးမြဲပြန်လာလိမ့်မယ်ဆိုတာကိုဂီးကသိနေတာကြောင့်မို့လို့ကန်းချိန်မှာပဲအင်းရင်ဆောင်နေလိုက်ပါတယ်။ထွက်သွားတဲ့ကိုဒီကလည်းတနေရာကိုရောက်တော့လာနီနဲ့ပြန်တွေ့သွားကသူ့လေးဂီးကဘေးစီဆိုတာကိုသိနေတဲ့အပြင်နောက်ဆုံးတော့ကန်းကြီးကိုပြန်ရောက်ပြီဆိုတဲ့အကြောင်းကိုကြားလိုက်ရတာကြောင့်ပြောသွားပါတယ်။ဦးလေးဖြစ်သူကိုတော်ရဲကနေထွက်လာပြီးကန်းကြီးကိုပြန်ခေါ်ဖို့အတွက်လာနီက10နှစ်လောက်ကြိုးစားပြီးပြီဆိုပေမဲ့အလုံးမဖြစ်ဘူးပဲဖြစ်နေပြီးအခုကိုဒီနဲ့ကြမှာကန်းကြီးကိုပြန်ဆင်းလာတာကြောင့်မလို့ပဲဖြစ်ကအလုပ်လုပ်ပေးတဲ့အတွက်လာနီကလည်းကျေးဇူးတင်လိုက်ပါတယ်။အခြေတစ်ခုအထိလာနီနဲ့စကားပြောလိုက်တဲ့အခါဘာကိစ္စကြောင့်မှတော့မသိပေမဲ့အခုလိုလုံးနေရတာကအကြောင်းရင်းတစ်ခုတော့ရှိလိမ့်မယ်ဆိုတာကိုဒီကနားလဲသွားပြီးကန်းကြီးကိုပြန်သွားလိုက်ကသူ့ကိုခိုင်းထားတဲ့အတိုင်းပဲပုံပြားတစ်ခုကိုကြိုးစားပြီးတော့လှုပ်ကြည့်လိုက်တော့အဲ့ဒါကိုလည်းဂီးကပြန်ပြီးတော့ချောင်းကြည့်နေပါတယ်။ပညာလုံးမိတ်ပဲကိုပိုင်ပုံပြားကိုလည်းစိတ်ချလက်ရှိနဲ့လုံနိုင်သွားပြီးဒါကိုမနက်မိုးလေးနဲ့အခါဂီးကိုတိုင်ကလည်းတက်ခွန်လိုက်ပြီးအကျန်းခံတယ်ဆိုတာကိုလည်းအတည်ပြုပေးလိုက်ပါတယ်။ညဘက်ကိုပြန်အောင်သွားတဲ့အထိနှစ်ယောက်သားကအတိတ်ကအကြောင်းအရာတွေကိုပြန်ပြောပြလိုက်ကြတော့ဂီးကရေလိုင်းစီးတာကိုအရင်သဘောကျတာကြောင့်တခါရေလိုင်းထဲကိုဝင်သွားပြီးရင်ဘယ်တော့မှပြန်မထွက်ချင်တော့လောက်အောင်ယူသွတဲ့သူဖြစ်ပေမဲ့အဲ့လိုအကွက်လုံးရင်ဘယ်နှမရလဲဆိုပြီးလာမင်းနေတဲ့ကိုရီကြောင့်မို့လို့ကြောက်သွားပါတယ်။ကန်းကြီးဘက်မှာလည်းပြန်ပွဲကနီးလာနေပြီဖြစ်တာကြောင့်မို့လို့ရီဂျီကလည်းပရိသတ်တွေကိုနေရာရောင်းရင်အလုံးချုံနေပြီးအခုချိန်ထိပြန်ပွဲစားတော့မှမသိသေးတဲ့ဂျိုးကတော့လူရိုင်းနေတဲ့တငယ်ချင်းဖြစ်သွားကအဆင်ပြေနေပါတယ်။ရေလိုင်းစီးတယ်ဆိုတာကအမတ်အတွက်ပဲရှင်းပြရတဲ့အရာမဟုတ်ပဲရေပေါ်မှာရှိတဲ့ပင်ခွဲတစ်ကောင်အတွက်အပြော်ရသောအချိန်ကိုရှာဖွေတဲ့အရာဖြစ်လို့ဘာကွက်ပဲနေနေအမတ်ဘယ်လောက်ရလဲဆိုတဲ့စိတ်ဝင်စားနေတဲ့ကိုရီကိုလည်းတခြားအရေးကြီးတဲ့အရာတွေရှိတဲ့အကြောင်းကိုလည်းတဖြည်းဖြည်းနဲ့သင်ပေးလိုက်ပါတယ်။ဒီလိုနဲ့တစင်ချင်းအနီးကတင်ယူလိုက်ရတဲ့ကိုရီလည်းတကယ်တက်တာပုတ်ပြနဲ့ရေလိုင်းကိုဘယ်လိုစီးရလဲဆိုတာကိုနားလည်သွားတဲ့အပြင်တော့သာရေလိုင်းတူတူစီးလိုက်ကြတော့လာနေနဲ့ကလည်းရှင်းနေသွားပါတယ်
ညာဘက်ကိုရောက်သွားတော့3ယောက်သာစုပြီးထိုင်လိုက်ကပျော်ရွှင်တဲ့အခိုက်အတန့်လေးကိုကုံဆုံးလိုက်တဲ့ဆိုပေမဲ့ပြန်ပွဲနေ့ကိုရောက်တဲ့အခါသူ့ကိုလာပြီးတော့အားပေးဖို့အတွက်ကိုဒီကတောင်းဆိုလိုက်တော့ချက်ချင်းပဲဂစ်ကညင်းလိုက်ပြီးသူကရေလိုက်စီးတာကိုအစားကတည်းကလက်လျှော့လိုက်ပြီးဆိုတာကိုလည်းပြောလာပါတယ်အမှန်တော့သူ့ရဲ့နောက်ဆုံးပြိုင်ပွဲကတက်နေပြန်ရတာပဲဖြစ်ကအဲ့ဒီပွဲမှာသူကအနိုင်ရဖို့အတွက်တေချာနေတာဆိုတော့ကိုကြိုသိနေပေမဲ့တကယ်လည်းပြန်ရတဲ့အခါတန်ကသူ့ထက်ပိုပြီးတော့ကောင်းတဲ့အကွက်တွေနဲ့ဖြောပြနေပြီးသူကတော့အဲ့လိုမျိုးလိုက်ပြီးတော့မလုံနိုင်တော့တာကြောင့်သူ့ရဲ့အောင်မြင်တဲ့အချိန်ကြီးကုံဆုံးသွားပြီဆိုတာကိုနားလည်သွားပါတယ်ရေထဲကိုပါဟန်ချက်ပြတ်ပြီးတော့ပြုတ်ကျသွားတဲ့အပြင်ကန်းကြီးမှာလည်းသူ့ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအများကြီးရှိနေတာကြောင့်နောက်ဆုံးမှာတော့ဒီလောကကနေပြီးတော့မှနှုတ်ထပ်ဖို့အတွက်ရွေးချယ်လိုက်တာဖြစ်ပြီးရေလိုင်းကြီးတစ်ခုထဲမှာနင်းမြုပ်ပြီးတော့တည်ဆုံသွားတယ်လို့ဟန်ဆောင်ခဲ့တာဖြစ်နေပါတယ်ဒါတွေကိုကြားလိုက်ရတော့အမြဲတမ်းကိုယ်ပိုင်လမ်းကိုရှာဖွေဖို့တဲ့ပြောခဲ့တဲ့ကြီးကျယ်စကားတွေကအလကားပဲဖြစ်နေတာမလို့အဲ့လိုစကားတွေကိုမှနားယောင်ပြီးတော့စူးစမ်းခဲ့တဲ့ကိုဒီကလည်းသူ့ကိုယ်သူအပြင်ကြီးကိုပါစိတ်ပြတ်ပြီးအဲ့နေရာကနေလက်ထွက်သွားပါတယ်ဘုံပြားကိုယူကတော်တဲ့ကနေသဖြင့်ပြိုင်ပွဲရှိတဲ့နေရာကိုပြန်သွားလိုက်တော့လမ်းမှာလူရိုင်းနေစီမှာထပ်ပြီးတော့ဖန်ခံလိုက်ရတဲ့ဆိုပေမဲ့ဘော်ဒါရီတောင်ဖြစ်နေတဲ့ဂျိုးရဲ့ဂျေသူကြောင့်မို့လို့အသက်ဘေးကနေလွန်မြောက်သွားပါတယ်ဒီလိုနဲ့ပဲကန်ဂျီကိုပြန်ရောက်လာတော့ပင်လယ်ဘက်မှာမုန်တိုင်းတဲ့နေကြီးအမြင့်ဆုံးရှိနေတာကိုသိလိုက်ရပေမဲ့ရီဂျီကတော့ပွဲပြက်မှာစိုးတဲ့အတွက်ချက်ချင်းပဲပြန်ခိုင်းနေပြီးအဲ့ဒီနေရာကိုလည်းကိုဒီတို့ကရောက်ချသွားပါတယ်အသိမြင်နေုံပဲရှိသေးတယ်တာထွက်ခေအစပြီးတော့ရီဂျီကမှုတ်လိုက်တာကြောင့်အကုန်လုံးကလည်းဝေယုံတုံးကရေထဲကိုပြင်းစင်သွားလိုက်ရတဲ့ဆိုပေမဲ့ဆဆချင်းမှာပဲပြန်ဝင်၄ယောက်ကမုန်တိုင်းကြောင့်မို့လို့ထွက်သွားရပြီးအဲဒါလေးကိုလည်းကိုဒီကရောက်သွားတာကြောင့်မို့လို့အားလုံးကတော့ပွဲပြီးသွားပြီးတော့ထင်နေကြတဲ့အချိန်အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးစဉ်းစားလိုက်ပြီးမကန်ဂျင်စိမ့်နဲ့ဖျင်းအောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်အန်ဟောစွာနဲ့ပဲကန်ဂျီကိုဘေးမတိရမခပဲနဲ့ပြန်ရောက်လာပါတယ်ဒီလိုနဲ့ပဲတစင်းချင်းဆက်ပြီးတော့ပြန်လိုက်တဲ့အခါတခြားပြပွဲဝင်တွေကလည်းတယောက်ချင်းစီထွက်သွားပြီးနောက်ဆုံးမှာတော့ကိုဒီရဲ့ဂျိုးနဲ့တန်တို့၃ကောင်ကဖိုင်နယ်ကိုတက်ရောက်သွားပါတယ်မပြန်ခင်အချိန်လေးမှာပဲလာနီကရှောက်လာပြီးတန်ကအနိုင်ရဖို့အတွက်ဆိုလို့ရှိရင်ညစ်ပတ်တဲ့နီးလန်းတွေကိုတုံးလိုက်တာကြောင့်မို့လို့တတိထားဖို့အတွက်ပြောပေးလိုက်ကပွဲကိုလည်းဂစ်ကအဝေးကနေပြီးတော့မှချောင်းကြည့်နေတဲ့အချိန်ကိုဒီတို့အားလုံးကချက်ချင်းပဲရေထဲကိုပြတ်ဆင်းသွားပါတယ်။အန်နီသတိပေးလိုက်တယ်လို့တန်ကိုသတိထားပြီးတော့ရှင်းပြဖို့အတွက်လုပ်ပေးမယ်။တန်ကသူ့ကိုပြစ်မှတ်ထားတာမဟုတ်ပဲတငယ်ချင်းဂျိုးကိုရှီတဲကိုနှိချဖို့အတွက်လုပ်နေတာကိုသိလိုက်ရတာကြောင့်သူကပဲအနောက်ကနေလိုက်သွားပြီးတော့ကာကွယ်ပေးလိုက်ရပါတယ်။မုံတိုင်းကလည်းပို့ပြီးတော့ပြင်းထန်လာနေပြီဖြစ်လို့လှိုင်းလုံးတွေကလည်းတဖြည်းဖြည်းကြီးလာနေကဒီယာကသူတို့သုံးလုံးတွေအန်ရဖြစ်လာနေတာကြောင့်ဘေးချင်းကဲရဲ့ပါလာတဲ့တန်ကိုသတိထားဖို့အတွက်မှားပေးလိုက်ပေးမယ်။စကားနားမထောင်တဲ့တန်ကသူ့ကိုရှီတဲရအောင်ရိုက်ချသွားပြီးခဏကြာမှပဲတန်ကလည်းကြောက်ဆောင်နဲ့ဝင်တိုင်းပြီးသွားပြီးတော့ရှုံနေသွားပါတယ်။ကြောက်ဆောင်နဲ့တိုက်မိလို့တတိမိသွားတဲ့တန်ကိုလည်းလာနေကပြန်ပြီးတော့ကယ်တင်ပေးလိုက်နိုင်တယ်ဆိုပေမဲ့ကိုဒီကတော့ရေတိုင်းနေကြောင်မို့လို့ကြောက်ဆောင်နေရဲ့ကြားမှာပိတ်မိနေပြီးဘယ်သူမှလည်းသူ့ကိုရှာမတွေ့တာကြောင့်မို့လို့နားကားတော့မဲ့အချိန်ကင်ကောင်းသွားနိုင်ပဲသူ့ကိုစောင့်ကြည့်နေတဲ့ဂစ်ကရောက်လာပြီးကယ်တင်ပေးသွားတာကြောင့်မို့လို့အသက်ရှင်နိုင်သွားပါတယ်။ကန်းကြီးမှာတော့ဂျိုးတို့ကကိုဒီကိုရှာမတွေ့တာကြောင့်မို့လို့ပြန်ရခက်နေကြပေမဲ့ပတ်စံချဖို့ပဲစဉ်းစားနေတဲ့ရီဂျီကကိုဒီရဲ့ပုံပြကိုပါမချန်အမရိယပစ္စည်းနေတဲ့ရောင်စားပြဖို့အတွက်လုပ်နေပါတယ်။အဲ့ဒီအချိန်အနောက်ကနေပြန်ရောက်လာတဲ့ကိုဒီတို့ကြောင့်မို့လို့အကုန်လုံးကပြောသွားရတယ်ဆိုပေမဲ့အတူတူပါလာတဲ့သူကဘေးစီဆိုတာကိုသိလိုက်ရတဲ့အခါအားလုံးကလည်းမင်းသက်သွားကြပြီးသူကတခဏတည်းလမ်းပြောက်တဲ့သူဖြစ်သွားတာကိုလည်းအားလုံးသိအောင်ရှင်းပြပေးလိုက်ပြီးအလန်ကိုပြင်ဆင်နိုင်အောင်လည်းကိုဒီကကူညီပေးခဲ့တာဖြစ်တဲ့အကြောင်းအားလုံးသိအောင်ပြပြလိုက်ပါတယ်။အနောက်မှာတော့ပတ်စံချဖို့ပဲတက်တဲ့ရီဂျီရဲ့ပြိုင်ပွဲကိုလည်းအားလုံးကပြစ်ထားလိုက်ကြကကန်ဂျီရဲ့အနောက်ဘက်မှာပါတီကျင်းပဖို့အတွက်သွားလိုက်ကြပေမဲ့ပို့ပြီးတော့ထူးဆန်းတာကဒီပြိုင်ပွဲရဲ့ချန်ပီယံဆုကိုရှားသွားတဲ့သူကဂျိုးဖြစ်နေပါတယ်။ဒါပေမဲ့အဆုကိုဂျိုးကိုတိုင်ကလည်းဂိမ်းမဆိုင်ဘူးပဲဖြစ်ကဘေးစီပြောသလိုမျိုးရေတိုင်းစီးတာကသူ့ဘဝရဲ့ပြောစားချိန်တစ်ခုဖြစ်တာကြောင့်မို့လို့ကန်ဂျီနောက်ဘက်ကပါတီမှာဘော်ဒါလူရိုင်းနေတဲ့အတူတူရင်နှွေးပူဆိုင်လိုက်ပြီးကိုဒီကတော့သူအားကြရတဲ့ဘေးစီနဲ့အတူတူရေလိုက်စီးတယ်ဆိုတာကဘဝရဲ့ပျော်ရွှင်မှုတစ်ခုပဲဆိုတာကိုနားလည်သွားတာကြောင့်မို့လို့ဆရာတပည့်တွေရေလိုက်စီးလိုက်ကြရင်လည်းစသိမ်းသွားပါတယ်။